မေလ17ရက်နေ့သည် CM Rename to Thailand Anniversary နိုင်ငံအမည်ပြောင်းလဲခြင်းနှစ်ပတ်လည်နေ့မေလ17ရက်နေ့သည်နိုင်ငံတနိုင်ငံ၏သမိုင်းမှတ်တိုင်တစ်ခုကိုပြောင်းလဲစေခဲ့သောနေ့တစ်နေ့ဖြစ်ပါသည်1949ခုနှစ်မေလ17ရက်နေ့တွင်ထိုင်းနိုင်ငံသည်၎င်း၏ CM ဟူသောရှေးဟောင်းအမည်မှယခုလက်ရှိထိုင်းဟူသောအမည်သို့တရားဝင်ပြောင်းလဲခဲ့သည်ဤအမည်ပြောင်းလဲမှုသည်ရိုးရှင်းသောစကားလုံးတစ်လုံးကိုပြောင်းလဲခြင်းထက်ပိုမိုနှက်ဆိုင်သောအဓိပ္ပာယ်များစွာကိုဆောင်ယူခဲ့ပါသည်၎င်းသည်နိုင်ငံ၏ခိုင်မာသောအချို့အခြားအာဏာလက်တက်မှုနှင့်စူးစီးညီညွတ်မှုကိုပိုမိုပေါ်လွင်စေခဲ့သည်ထိုခေတ်ကာလတွင်နိုင်ငံတကာဆက်ဆံရေးများပြောင်းလဲလာမှုနှင့်အတူထိုင်းလူမျိုးတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ထူးခြားသောအမှတ်လက္ခဏာကိုဖော်ရွေးညင်လိုဟပ်လာခဲ့သည်ထိုင်းဟူသောအမည်သည်လွတ်တတ်သောမြေသို့မဟုတ်လွတ်တတ်သောသူများဟုအဓိပ္ပာယ်ရပြီးနိုင်ငံ၏သမိုင်းကြောင်းတစ်လုံးရောက်ကိုလိုနီနှင့်ချဲချင်းမှကင်းဝေးခဲ့သောဂုဏ်ယူဖရာအမွေအနှစ်ကိုထင်ဟပ်စေပါသည်ဤအမည်ပြောင်းလဲမှုသည်နိုင်ငံသားတိုင်း၏စိတ်ထဲတွင်အမျောသား၏စိတ်ဓာတ်ကိုပုံမိုရှင်သန်စေခဲ့ပြီး၎င်းတို့သည်လွတ်တတ်သောနိုင်ငံ၏သားသမီးများဖြစ်သည်ဟုသောခန်းစားချက်ကိုပုံမိုခိုင်မာစေခဲ့သည်ယနေ့ခေတ်တွင်လည်းထိုင်းနိုင်ငံသည်၎င်း၏တောက်ကသောသမိုင်းကြောင်းနှင့်ပြောင်းလဲတိုးတက်မှုတို့ကိုဂုဏ်ယူစွာဆက်လက်ရည်တည်နေဆဲဖြစ်ပါသည်။ဤနေ့သည်ကျမတို့ကိုနိုင်ငံတနိုင်ငံ၏အမည်သည်၎င်း၏ဝိညာဉ်နှင့်ရည်မှန်းခြင်းကိုမဲသို့ထင်ရပြသနိုင်ကြောင်းပြန်လည်အမှတ်ရစေပါသည်။ဤသို့သောအမည်ပြောင်းလဲမှုတွေသည်နိုင်ငံ၏အနာဂတ်သို့မျှော်မှန်းခြင်းအသစ်များကိုပေးစွမ်းနိုင်သည်၎င်း၏ပြည်သူတို့ကိုပုံမိုတောက်ပသောအနာဂတ်စီသို့ဦးတည်စေပါသည်။ဤအမည်ပြောင်းလဲမှုသည်နိုင်ငံတနိုင်ငံ၏စင့်ကဲပြောင်းလဲမှုကိုပြသနေသောသမိုင်းဝင်အခိုင်အတန့်တစ်ခုပင်ဖြစ်ပါသည်